မင်္ဂလာပါတကယ်ချင်းတို့အဲ့တော့ဒီနေ့ညမှာလဲကျွန်တော်ရဲ့ fan တွေအတွက်နော်လုံးဝကိုရွေးချယ်တဲ့ပွဲကောင်းလေးတစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးခဲ့မယ်နော်တကယ်ချင်းတို့မနေ့ကပွဲတွေနဲ့ပတ်သက်ပြီးတော့ဘလို့ဖြစ်လဲဆိုတာကိုတော့ကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားပါတယ်နော်ဆိုတော့အတင်းရွေးတဲ့နေရာမှာတော်ပြီးတော့မှအတင်းခေါ်တဲ့နေရာမှာအသုံးမကျတာကျွန်တော်အသုံးမကျတာနော်တကယ်ချင်းတို့ဆိုတော့ကျွန်တော်ရဲ့ Telegram channel link ကတော့အဲ့မှာ bio မှာတင်ထားပေးပါတယ်နောက်တကယ်ကြီးတော့နောက်ပြီးတော့TikTok ကနေပြီးတော့ကျွန်တော်စာရီပို့နေရတယ်လည်းရှိတယ်ဗျအများကြီးပဲနော်အဲ့ဒါလည်းကျွန်တော်ဝင်းမကြည့်ရသေးဘူးဝင်းမကြည့်ရဆိုတကယ်ကြီး TikTok မှာမဟုတ်ပါဘူးကျွန်တော် TikTok အခုမှနောက်မှတုံးတာ Facebook PS စာရီတောင်မှ auto response မဲ့လောက်ထားတာဆိုတော့တခုခုဘောလုံးမပွဲနဲ့ပတ်သက်ပြီးသိချင်တာပဲဖြစ်မာမာကိစ္စနဲ့ပတ်သက်ပြီးသိချင်တာပဲဖြစ်ကျွန်တော်ရဲ့ဒီ bio အောက်မှာဖုန်းနံပါတ်လေးထားပေးထားပါတယ်เนาะ iPhone နံပါတ် Viber ဒါမှမဟုတ် Telegram လာခဲ့ပါเนาะတကယ်ကြီးဒီမှာ bio အောက်မှာဖုန်းနံပါတ်လေးထားပေးတာ Telegram channel လင်းအောင်เนาะ Okay အဲ့တော့ဒီညကျွန်တော်ရဲ့ fan တွေအတွက်ရွေးချယ်ထားတဲ့ပွဲရတော့ကျွန်တော် Group F ကเนาะတကယ်ကြီး Group F ကပွဲပါအဲ့တော့ Group F ကပွဲမှာအဲ့ Group F မှာကတကယ်ကြီးတို့ထူးခြားချက်လေးတစ်ခုပြောပြပါအောင်เนาะအဲ့ဒါဘာလဲဆိုတော့ပြန်ဆိုင်မှုပြင်းထန်မဲ့အနေထားမျိုးပေါ့เนาะအဲ့ဒါဘာလဲဆိုတော့တကယ်ကြီးတို့ဂျပန်နဲ့နယ်သာလန်ကဒီညကတော့အုပ်စုဖို့လူရမယ့်အနေထားเนาะအုပ်စုဖို့လူရမှာရာကိုပေးကိုကွာချချက်နှစ်သင်းလုံးနိုင်နေထားတော့တကယ်ကြီးတို့အဲ့မှာဂိုးများသွင်းနိုင်တယ်ဂိုးပြက်များသွင်းနိုင်တဲ့အသင်းကအဆင့်1ဖြစ်မှာအဆင့်1ဖြစ်မှာမော်ရိုကိုနဲ့တွေ့မှာအဆင့်2ဖြစ်ခဲ့သည်ရှိတော့ဘရာဇီးနဲ့တွေ့မှာဆိုတော့ကျွန်တော်ကတော့ကျွန်တော်ရဲ့ fan တွေအတွက်လောက်ပွဲလာနိုင်မှုအားနည်းတဲ့ Group F လိုတွေကဒီနယ်သာလန်နဲ့ဂျပန်နဲ့ဆွီဒင်နဲ့တူနီးရှားရှိတဲ့ Group F အုပ်စု၄သင်းတွေကနေပြီးတော့ပဲကျွန်တော်ရွေးချယ်ပေးသွားပါမယ်နောက်တကယ်ကြီးလို့ဆိုတော့အဲ့မှာတကယ်ကြီးလို့ကျွန်တော်ကတော့ဂျပန်နဲ့ဆွီဒင်ပွဲမှာဂျပန်ကိုကြိုက်ပါတယ်နောက်တကယ်ကြီးလို့ဘာကြောင့်လဲနိုင်လို့စိတ်ပြင်းထန်လို့ကြိုက်တာနော်နောက်ပြီးတော့ဒီညသူ့အနေနဲ့ဆွီဒင်ကိုအနိုင်ကန်ပြီးတော့မှဂိုးများဂိုးပြက်များသွင်းနိုင်မှသာလျင်နယ်သာလန်ကိုကြော်ပြီးတော့မှအဆင့်1နေရာရခဲ့မှမော်ရိုကိုနဲ့တွေ့ရမှာဆိုတော့ pressure ပိုများတာပေါ့နော် pressure ပိုများတယ်ဆိုတော့ဘာကြောင့်များလဲဆိုတော့သူတွေ့တဲ့ဆွီဒင်ဒီနယ်သာလန်တွေ့တဲ့တူနီးရှားထက်ပိုသားနေလို့ pressure များတာပြောမှဆိုခက်ခဲတဲ့ပွဲဗျာတကယ်ချင်းတော့နော်နယ်သာလန်ကတော့တူနီးရှားနဲ့လွယ်ကူတယ်သို့တော့ပေါက်ကြီးနေထားရှိသေးတယ်လေဆိုတဲ့ခါကျတော့ကျွန်တော်ကတော့ဒီညဂျပန်နဲ့ဆွီဒင်တွေ့ဆုံတဲ့အနေအထားတစ်ခုမှာကျွန်တော်ကတော့ဂျပန်ကိုရွေးပါတယ်ဆိုတော့ဂိုးရလက်အပြင်ခံမှန်းမယ်ဆိုလို့ရှိရင်ရတဲ့လောက်တော့သွင်းမှာသွင်းတဲ့လောက်မရမှာပဲပူရတာဆိုတော့ဆွီဒင်တင်းကိုလည်း respect ထားတဲ့အနေနဲ့2-1-3-1လောက်တော့ကျွန်တော်ခံမှန်းပါတယ်နော်ဆိုတော့ကျွန်တော်ရဲ့ fan အနေနဲ့ရောဒီဂျပန်နဲ့ဆွီဒင်ပွဲအတွေ့မှာဂျပန်အနေနဲ့ဆွီဒင်ကိုဘယ်နှဂိုးလောက်နဲ့နိုင်သွားမလဲ comment box မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးเนาะတကယ်ကျွန်တော်ကတော့ဂျပန်နဲ့ဆွီဒင်ဒီညကံမဲ့ကမ္ဘာဖလားပွဲမှာဂျပန်အနေနဲ့ဆွီဒင်ကိုမိနစ်90အတွင်းမှာ2-1ဒါမှမဟုတ်လို့ရှိရင်3-1လောက်နဲ့နိုင်သွားမယ်လို့ယူဆပါတယ် okay အဲ့ဒါဒါပဲเนาะတကယ်bye bye เนาะနောက်မှတွေ့ကြတာပေါ့